ပထမဆုံးဒီ software ကိုဝင်အဲ့ကိုရောက်လို့ရှိရင်ဒီမှာကိုစိုးထားတဲ့သချင်းကိုလိုက်ရှာဒီမှာဒီမှာသချင်းတပုတ်ပေါ့ကြိုက်တဲ့သချင်းကိုယ်ဒီသချင်းကိုတောင်းမယ်ဆိုရင်ဒီမှာအဲ့ဒါဆိုရင်ဒီ share ပုံလေးကိုနှိပ်လိုက်မင်္ဂလာပါဒီမှာ copy link ဆိုတာကိုတစ်ချက်နှိပ်လိုက်ဒီလိုအောက်မှာစာတန်းလေးအဲ့လိုပေါ်လာလိမ့်အဲ့ဆိုရင်နောက်ကျောင်းကိုပြန်ထော်ရဲအဲ့ဆိုဒီ snapshot ကိုဝင်အဲ့ဒီကိုဝင်လိုက်လို့ရှိရင်ဒီပုံစံပေါ်လိမ့်မယ်အဲ့ဒီအပေါ်ဆုံးက select or type URL ဆိုတာကိုတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်လို့ရှိရင်သူကအဲ့ဒီလိုပြောင်းသွားလိမ့်မယ်အဲ့ဒီနေရာမှာကိုခဏလေးဖိထားလိုက်ဒီမှာ PASDE ဆိုတဲ့စာလေးတွေ့လားအဲ့စာလေးပေါ်လာလိမ့်မယ် PASDE ဆိုတဲ့စာလေးအဲ့စာလေးကိုပိတ်နှိပ်လိုက်လို့ရှိရင်ဒီမှာကတော့ copy ယူလာတဲ့ link အဲ့ link ဒီကိုရောက်လာလိမ့်မယ်ရောက်လို့ရှိရင်သူ့ရဲ့ဒီဘက်ညာဘက်ဘေးကဒီ select ပုံလေးဝိုင်းလေးကိုပိတ်နှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်ခုနကတော့ဟိုမှာ copy သွားယူလိုက်တဲ့ link ဒီမှာအဲ့တချင်းဒီမှာပေါ်လာလိမ့်မယ်လိုင်းရမကောင်းဟုတ်ပြီဒီမှာခုနကတော့ copy သွားယူလိုက်တဲ့မင်္ဂလာဦးမှာဆိုတဲ့တခြင်းလေးအဲ့ဒါကိုဒီမှာခဏဖွင့်နှားထောင်လိုက်လိုင်းရလေဒီမှာခဏဖွင့်နှားထောင်လိုက်လို့ရှိရင်သူကဒီမှာ download လုပ်ဖို့မြားလေးပေါ်လာလိမ့်မယ်ကိုက line မကောင်းလို့ကြားနေ line ကောင်းရင်မြင်နေဒီမှာတဲ့ညာဘက်တောက်မှာဒီမှာမြားလေးပေါ်လာပြီတခုအဲ့မြားလေးကိုပိတ်နှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ဒီမှာတော့ MP3 ဒီတချင်းက MP3 နဲ့စိုးထားတဲ့တချင်းမို့လို့ MP3 လို့ပေါ်လာတယ်တကယ်လို့ MP4 တချင်းဆိုရင်ဒီမှာ MP4 ဆိုပြီးပေါ်လာလိမ့်အဲ့ MP3 ဆိုတာကိုပိတ်နှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ဒီတချင်းကိုပိတ်လိုက်ဒီရဲ့ညာဘက်အပေါ်ဆုံးတောက်မှာဒီမှာမြားလေးအောက်ဆိုင်နေတယ်လားအဲ့လေးကိုပိတ်နှိပ်လိုက်အဲ့ဆိုရင်ဒီမှာခုနကတော့တချင်း down နေပြီတဲ့သူဟိုင်းသူဒီဥစ္စာ down ပြီးလို့ရှင်အဲ့လိုပဲဒီမှာသူတရားရခိုင်နှုန်းပြအောင်တော့စောင့်ပေါ့